Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်တရုတ်စလုံးရီးရဲ့အတန်တုံးပြောင်းလဲမှုကိုတစ်ချက်ကြည့်ရအောင်ပုံမှန်အားဖြင့်ရီးကိုနံပါတ်1အတန်တုံးနဲ့ဖတ်ဆိုပါတယ်ရီးသို့တော်လည်းမန်ဒရင်းစကားပြောမှာရီးကိုအခြေအနေပေါ်မူတည်ပြီးနံပါတ်4အတန်တုံးသို့မဟုတ်နံပါတ်2အတန်တုံးများနဲ့လည်းဖတ်ဆိုလို့ရပါတယ်ရီးရဲ့အနောက်မှာနံပါတ်1အတန်တုံးနံပါတ်2အတန်တုံးနဲ့နံပါတ်3အတန်တုံးအစရှိတဲ့စကားလုံးလိုက်ခဲ့မယ်ဆိုရင်သူ့ကိုနံပါတ်4အတန်တုံးပြောင်းပေးရပါမယ်ရီးဥပမာရီးရဲ့အနောက်မှာနံပါတ်1အတန်တုံးရှိတဲ့မိုးကောင်းကင်ဆိုတဲ့စကားလုံးထျမ်းလိုက်ခဲ့မယ်ဆိုရင်သူတို့ကိုရီးထျမ်းလို့ဖတ်ရပါမယ်ရီးထျမ်းဆိုတာတစ်နေ့သို့မဟုတ်တစ်ရက်ဖြစ်ပါတယ်နံပါတ်2အတန်တုံးရှိတဲ့နှစ်ဆိုတဲ့စကားလုံးညံလိုက်ခဲ့မယ်ဆိုရင်သူတို့ကိုရီးညံလို့ဖတ်ရပါမယ်အဓိပ္ပာယ်ကတော့တစ်နှစ်ဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတတိယအတန်တုံးရှိတဲ့ချီလိုက်ခဲ့မယ်ဆိုရင်သူတို့ကိုရီးချီလို့ဖတ်ရပါမယ်ရီးချီဆိုတာအတူတူဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ရီးရဲ့အနောက်မှာနံပါတ်4အတန်တုံးရှိတဲ့စကားလုံးလိုက်ခဲ့မယ်ဆိုရင်သူ့ကိုနံပါတ်2အတန်တုံးပြောင်းပေးရပါမယ်ရီးဥပမာနံပါတ်4အတန်တုံးရှိတဲ့ယေဘုယျမျိုးပြစကားလုံးကနဲ့လူဆိုတဲ့နာမ်ရန်လိုက်ခဲ့မယ်ဆိုရင်ရီးရဲ့အတန်တုံးကနံပါတ်2အတန်တုံးပြောင်းသွားပြီးတော့အဲ့ဒီစကားစုကိုရီးကရန်လို့ဖတ်ရပါမယ်အဓိပ္ပာယ်ကတော့လူတစ်ယောက်ဖြစ်ပါတယ်ထိုနည်းတူစွာပဲရီးရဲ့အနောက်မှာနံပါတ်4အတန်တုံးရှိတဲ့စကားလုံးပန့်လိုက်ခဲ့မယ်ဆိုရင်သူ့ကိုရီးပန့်လို့ဖတ်ရပါမယ်ရီးပန့်ဆိုတာတဝက်ဖြစ်ပါတယ်Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်